ဒီနေ့မှာတော့အသက်9နှစ်6နှစ်ရောက်ပြီဆိုလို့ရှိရင်ကလေးတွေကို ICT ဘယ်လိုမျိုးစတင်မလဲဆိုတာကိုပြပြပေးသွားပါမယ်အဲ့တော့အရင်ဦးဆုံးအရင်ကတင်ပေးထားဖို့တဲ့ဒီ mouse practicing game လေးတွေဒီ mouse ကင်တာကိုလေ့ကျင့်တဲ့ game လေးတွေဆော့ပြီးတော့ကလေးလေးတွေက mouse လေးကိုထိန်းနိုင်ပြီး drag and drop လေးတွေလုပ်နိုင်ပြီဆိုလို့ရှိရင်သူတို့ကိုဒီပိတ်လေးတွေမှာပုံဆွဲတာလေးတွေသင်လို့ရပါတယ်အဲ့တော့ဒီပိတ်ကိုသင်ရခြင်းရည်ရွယ်ချက်ကဒီပိတ်ထဲမှာပဲသူတို့က mouse ကင်တာလေးတွေကိုရသွားမယ်ပြီးတော့လို့ရှိရင်ဒီပိတ်ထဲမှာပဲတဖြည်းဖြည်းချင်း file သိမ်းတာ file ဖွင့်တာcontrol C control V copy paste လုပ်တာ cut လုပ်တာဒါတွေအားလုံးကိုပြောပြလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့အရင်ဦးဆုံးသူတို့ကိုပိတ်ထဲမှာဒီ shape လေးတွေပေါ့နော် shape လေးတွေသုံးပြီးတော့အိမ်လေးတွေဆွဲပြလို့ရပါတယ်အရင်ဦးဆုံးသူတို့ကိုဗာဆွဲခိုင်းမလဲဆိုတော့ဒီမှာအယောင်လေးတွေရွေးမယ်ကလေးတွေကအရွယ်ဆိုတော့ shape လေးတွေသိပြီဆိုတော့အယောင်လေးတွေရွေးမယ်အယောင်လေးရွေးပြီးသွားတဲ့အခါမှာ shape လေးဒီလိုမျိုးတရောင်နဲ့ပေါ့နော် outline color နဲ့ shape လေးတွေဆွဲခိုင်းပါမယ်စိုက်တဲ့ shape လေးတွေဆွဲခိုင်းလို့ရပါတယ်အဲ့တော့ကလေးလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့တို့ကဒီ shape လေးတွေတို့လိုချင်တဲ့အနေအထားကိုရောက်ဖို့တော်တော်လေးဆွဲယူရပါတယ်အဲ့တော့ဒီလိုမျိုးတို့လိုချင်တဲ့အနေအထားကိုရောက်ဖို့အကြီးအသေးအမျိုးစုံဆွဲခိုင်းပါအယောင်လေးတွေပြောင်းပြီးတော့ဆွဲခိုင်းပါဒီလိုမျိုးဆွဲတက်သွားပြီးဆွဲနိုင်သွားပြီဆိုလို့ရှိရင်တော့အယောင်2ယောင်နဲ့ဟာကိုဆက်တင်လို့ရပါတယ်အရင်ဦးဆုံးကိုဆွဲချင်တဲ့အယောင်လေးကိုရွေးပြီးတော့ shape လေးတစ်ခုဆွဲလိုက် outline color လေးနဲ့ဆွဲလိုက်ပြီးသွားတဲ့အခါမှာနောက်ထပ်အယောင်လေးတစ်ခုကိုရွေးပြီးတော့ဒီမှာ fill လုပ်လို့ရတယ်ပေါ့နော်အဲ့လိုလေးတို့ပြောပြလို့ရပါတယ်ခလေးလေးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့တစ်ခုနဲ့တစ်ခုသင်ဖို့ဟာကိုပထမတစ်ခုသင်ပြီးရင်အဲ့ဒီဟာလေးကို15မိနစ်နိုင်ဝက်လောက် practice လုပ်ခိုင်းပါပြီးသွားပြီအဲ့ဒီဟာကိုရပြီဆိုတော့မှဒီဒုတိယ2ရောင်နဲ့ဟာကိုတို့ကို practice လုပ်ခိုင်းပါအဲ့လိုမျိုးတို့တွေဆွဲနိုင်သွားပြီဆိုရင်ပထမဦးဆုံးဒီပုံဆွဲတဲ့အခါမှာအလွယ်ဆုံးဖြစ်တဲ့ shape လေးဒီ triangle လေးတွေ rectangle လေးတွေသုံးပြီးတော့သူတို့ကိုအိမ်ကလေးတွေဆွဲခိုင်းလို့ရပါတယ်ပြီးသွားလို့ရှိရင်လည်းဒီ shape based drawing လေးတွေကိုရှာပြီးတော့အမျိုးမျိုးဆွဲခိုင်းလို့ရပါတယ်အဲ့တော့အခုညီမကတော့ဒီအိမ်ပုံလေးကိုဆွဲပြလိုက်မယ်ပေါ့နော်ခလေးလေးတွေအလွယ်ဆုံးနဲ့သူတို့ကြိုက်လောက်မဲ့အိမ်ပုံလေးကိုဆွဲပြလိုက်ပါမယ်အဲ့ဒီ page ထဲမှာဒီ copy cutting copy pasting မဟုတ်ဘူးဒီ control Z control V control Z ဒီ control Y အဲ့ဒါတွေလည်းတင်ပေးလို့ရတယ်ပေါ့နော်အဲ့တော့file ကိုဘယ်လို save လဲ file save တာကိုကလေးတွေနားလည်အောင်ဘယ်လိုပြောမလဲဆိုတာကိုတော့နောက်ဗီဒီယိုမှာပြောပြပေးပါမယ်အဲ့တော့ဒီမှာဆိုရင်ဒီပုံဆိုရင်အမိုးလေးကtriangle ပြီးရင် rectangle ဒီ shape လေးတွေကိုပဲသုံးပြီးတော့ဆွဲသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ခလေးလေးတွေအတွက်အရန်ကိုလွယ်ကူပြီးတော့သူတို့တွေကြိုက်ကြပါတယ်အရောင်ကကိုကြိုက်တာထည့်လို့ရပါတယ်ထည့်လိုက်မယ်ပြီးရင်တကားဘူးလေးအတွက်ကိုဒီမှာအဝါရောင်ဘူးလုံးလေးထည့်လိုက်မယ်အိမ်လေးပြီးသွားပြီဆိုရင်တဖြည်းဖြည်းချင်းအပင်လေးတွေနေလုံးလေးတွေအဲ့ဒါမျိုးလေးတွေဆွဲခိုင်းလို့ရပါတယ်ကျေးဇူးတင်ပါတယ်